ကိုလဲမှာဒီနေ့ဗီဒီယိုပေါ့နော်ဒီနေ့ဗီဒီယိုတင်ရခြင်းအကြောင်းအရာကကျွန်တော်မိတ်ဆွေတို့ကိုအတိပေးချင်တာကြောင့်မလို့ပါအရင်တော့ဆိုလို့ရှိရင်တော့ကျွန်တော်က Telegram bot တွေပါလုပ်တယ်ဆိုလို့ရှိရင်automation AI automation တွေ Telegram bot တွေလုပ်တယ်ဆိုရင်ကျွန်တော်ကကိုယ်တိုင်ကိုကြကုန်းနေပဲရေးရပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဖန်တီးထားတဲ့ကို Telegram bot တွေပေါ့ Telegram bot တွေ mini ad တွေပေါ့နော်ပင် lucky win တို့ nan တို့ colin တို့ပေါ့နော် sign တို့ပေါ့နော်ဒီကောင်တွေကကျတော့ admin bot တွေပေါ့ဗျာဒါတွေရဲ့အလုပ်လုပ်ပုံကတော့အများကြီးတော့မပြောတော့ပါဘူးနောက်ပိုင်းကျရင်တော့ဗီဒီယိုလေးနဲ့ကျွန်တော်တင်ပေးပါမယ်အရင်တင်ထားပြရရလည်းရှိရပေါ့နော်ဒါပေမဲ့ထပ်တင်ပေးမှာပေါ့နော်ဆိုလိုတာဗျာအရင်ကဆိုလို့ရှိရင်ကျွန်တော်ဒီလို Telegram app တွေ bot တွေလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ကုန်းနေရေးတယ်အခုနောက်ပိုင်းပေါ့နော်ဒီဗီဒီယိုရဲ့နောက်ပိုင်းနောက်လာမယ့်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်က NHN ကိုလေ့လာမယ်လို့ကျွန်တော်စဉ်းစားရတယ်ကျွန်တော်တရက်ကိုမိနစ်30တော့မဟုတ်တရက်ကို1နာရီ NHN ကိုလေ့လာမယ်လေ့လာပြီးတော့လို့ရှိရင်ကျွန်တော်အဲ့ဒါကိုဗီဒီယိုလုပ်ပြီးတော့ဒီ channel မှာပြန်တင်ပေးမယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်လေ့လာပြီးပြန်တင်ပေးတဲ့ဗီဒီယိုကနေတစ်ဆင့်ပြန်ပြီးတော့လေ့လာလို့ရမယ်ပေါ့ဗျာအဲဒါကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်တာစောင့်ကြည့်ထားပေးကျွန်တော် NHN အကြောင်းတွေကိုတင်ပေးမယ်ဒီနေရာမှာ NHN ဆိုတာဘာလို့တာလဲဆိုတော့အချင်းချုပ်ပြောရမယ်ဆိုလို့ရှိရင် NHN ဆိုတာ automation တွေဖန်တီးတဲ့နေရာမှာတုံးရတဲ့ platform တစ်ခုပေါ့နော် AI automation တွေဖန်တီးတဲ့နေရာမှာတုံးရ platform တစ်ခု AI automation ဆိုတာဘာပြောရလဲဆိုတော့ဘုမ customer ကမေးလာတယ်ဆိုလို့ရှိရင်အဲ့ကောင်ကိုချက်ချင်းစကားပြန်ဖြေအောင်မျိုးပေါ့နော်လူကဖြေတာမဟုတ်ဘဲနဲ့အဲ့ဒီ AI ကဖြေပေးရပါတော့ ChatGPT တို့ Google တို့ရှိရဆိုပေမဲ့ဒီကောင်တွေကကြတော့ကိုယ့်ရဲ့လုပ်ငန်းတစ်ခုထဲမှာပဲကွက်ပြီးတော့တုံးလို့မရဘူးလေဟိုမှာ customer service ပေးတဲ့နေရာကို ChatGPT မှာတုံးခိုင်းမယ်ဆိုရင်တုံးလို့မရဘူးဟုတ်တယ်မလားသူရှာ API ယူပြီးတော့တုံးရင်တော့တုံးလို့ရတာပေါ့ဒါပေမဲ့ကိုပိုင် bot လေးတွေဖန်တီးမယ်ဆိုတော့မရဘူးပေါ့ဗျာဟိုမှာဆိုတော့ဗျာဒီမှာနမူနာလေးတစ်ခုပြရမယ်ဆိုလို့ရှိရင်ဒီမှာ ping assistant ဆိုတဲ့ကောင်ပေါ့ဗျာ ping assistant ဆိုတဲ့ကောင်ဆိုလို့ရှိရင်ဘာလုပ်ပေးလဲဆိုတော့ online shopping တစ်ပိုင်းအတွက်ကျွန်တော်တို့ဒီအထည်တွေကုန်ပစ္စည်းတွေပေါ့ဗျာကုန်ပစ္စည်းတွေဘာတို့တင်ထားပေးလိုက်တယ်ဆိုလို့ရှိရင်သူက customer ဈေးလာမေးဆိုလို့ရှိရင်အဲ့ဒီထည်လေးလာလိုက်တာဘယ်လောက်လဲလို့မင်းသူကချက်ချင်းပြန်ဖြေပေးရပေါ့နော်ဒါ2500ရှိရဲအဲ့လိုမျိုးပေါ့နော်တုံးထည်ယူမယ်ဆိုရင်တော့ short သေးဘယ်လောက်ဒီလိုမျိုးလေးပြန်ဖြေပေးရပေါ့ဗျာဆိုင်လိပ်စာမေးမယ်ဆိုတော့ဆိုင်လိပ်စာကတော့ဘယ်မှာရှိပါလဲရန်ကုန်မြို့ဗဟန်းပိုင်ကတာရကာပေါ့ဗျာဒီလိုလေးပြန်ဖြေပေးရဖုန်းနံပါတ်မေးမယ်ဆိုရင်ဖုန်းနံပါတ်ဖြေပေးမယ်ပေါ့ဗျာcustomer service ပေးတဲ့တဘောပေါ့ဗျာနော်အဲ့လိုမျိုးလေးလောက်တာက automation လို့ကျွန်တော်တို့ခေါ်တာပေါ့နော်တကယ်တော့ automation ဆိုတာကလူမပါဘဲနဲ့တုဖာတာတူအလုပ်လုပ်တဲ့အရာတွေအားလုံးကို automation လို့ခေါ်တာဗျာဒါကကျွန်တော်နားလည်ထားတာပေါ့နော်အခုကျွန်တော် NHN ကကြတော့လေအဲ့လိုပဲလူမပါဘဲနဲ့အလုပ်လုပ်မဲ့အရာတွေပေါ့နော်အလုပ်လူမပါဘဲနဲ့အလုပ်လုပ်စေချင်တဲ့အရာတွေကိုဖန်တီးတဲ့နေရာမှာအသုံးပြုရတဲ့ platform ပေါ့ဗျာသူကကြတော့ note ကလေးတွေနဲ့တွားတာဗျာnote ဆိုတာကျတော့ကုတ်တွေရေးစရာမလိုတော့ဘူးပေါ့နော်အတုံးလေးတွေဆက်ပြီးတော့တွားတာပေါ့ဗျာအတုံးလေးတွေဆက်မယ်တက်မလိုအပ်တဲ့စီကန်းချက်လေးပါလေးထည့်ရေးပေးရမယ်ဒီလိုလေးပေါ့တွားပေါ့โอเคအဲ့ဒါလေးတွေရောတော့နောက်ဗီဒီယိုမှာကျွန်တော်လေ့လာရင်းနဲ့မိတ်ဆွေတို့ပြန်တင်ပေးမယ်ပေါ့နော်နောက်ဗီဒီယိုမှာကျွန်တော်ကဒီ NHN ကိုတနေ့ကို1နာရီတော့မဟုတ်မိနစ်30လေ့လာပြီးတော့မိတ်ဆွေတို့ဗီဒီယိုလေးတွေလုပ်ပြီးတော့ပြန်ရှင်းပြပေးမယ်ပြန်တင်ပေးမယ် channel လေးကို like and subscribe လုပ်ထားပေးခဲ့ဖို့မမေ့ပါနဲ့